ဒီဘက်ကိုတေချာကြည့်ပေးပါမလားအခုခွဲထုတ်နေတဲ့ကြောက်တုံးလေးကရှင်ကျန်အတာစီကနေကျွန်တော်ဝယ်လာတာပါငွေ1000တိတိကုန်ကြဟဲ့ပါတယ်ဗျာအဲ့ဒီတော့ကလူတော်တော်များများကကျွန်တော်ကိုအယိုးလို့ပြောခဲ့တယ်ဒီကြောက်ကဧည့်စည်းနဲ့မတန်ဘူးလို့ထင်ခဲ့ကြတာပါဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတော့ယုံကြည်ချက်ရှိပါတယ်ဗျာဒီကြောက်ကနေအဖိုးတန်တာတစ်ခုခုရနိုင်မယ်လို့ထင်ခဲ့တယ်ဗျာအိမ်ရောက်ကနေချက်ချင်းပဲခွဲကြည့်လိုက်တဲ့အခါမှာတော့ထင်တဲ့အတိုင်းပါပဲဗျာအထက်ကကြောက်သားကတိတ်သိပ်ပြီးအရန်ကိုစိုးပြီးနေတာပါပဲဖွဲ့စည်းပုံကလည်းတော်တော်လေးကိုတန့်ရှင်းပါတယ်ဗျာဒါကြောင့်ကျွန်တော်လည်းချက်ချင်းပဲအထူး order တစ်ခုလုပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီတစ်ခါတော့2000နောက်ပိုင်းကောင်မလေးတယောက်တက်ပါအဓိပ္ပာယ်ကောင်းတဲ့ဆွဲတီနဲ့လက်ကောက်လေးတစ်ခုလုတ်ပေးမှာပါသူ့အမိတို့မွေးနေ့လက်ဆောင်အဖြစ်ပေးချင်လို့ပါနေဗျကြော်ရိုင်းဆိုတာမသွေးရင်အဖိုးမတန်ဘူးလို့ဆိုရိုးရှိတယ်လीဒီကြောက်ကိုလက်ကလေးရောက်တာနဲ့ကျွန်တော်ခေါင်းထဲမှာချက်ချင်းပေါ်လာတာကတော့မူဒန်ဘန်လက်ကောက်လေးတကွင်းရဲ့ကန်ကောင်းစီတဲ့ဆွဲတီလေးတစ်ခုရဲ့လုတ်မယ်လို့တွေးလိုက်မိတာဗျာအရင်ဆုံးထူးစစ်မှာကတော့လက်ကောက်လေးပါဗျာဒီလက်ကောက်ကိုအဖြူရောင်ကြောက်စင်းသားတွေကဖြတ်ထုတ်ထားတာပါအောက်ခန္ဓာကကြည်လင်ပြီးတော့စို့ပြနေတာကိုတွေ့ရမှာပါအယောင်လေးတွေကအလဲဘဟိုမှာစုနေပါတယ်ဗျကျွန်တော်မြင်ချင်းပဲချက်ချင်းသိလိုက်ပါတယ်ဒီအယောင်ကပွင့်လန်းနေတဲ့မူဒန်ဘန်ထူးစစ်ဖို့အသင့်တော်ဆုံးပါပဲမူဒန်ဘန်ကိုထူးစစ်ရတာမလဲကူပါဘူးဗျပန်းပွင့်ဖက်လေးတွေကိုတလွာချင်းအသက်ဝယ်အောင်လွတ်ရတယ်အချိုးကျညီညာတဲ့အနှိမ့်မြင့်တွေပါရမယ်အပြင်တဘာဝကြကြပွင့်လန်းနေတဲ့ပုံစံမျိုးဖြစ်နေဖို့လိုအပ်ပါတယ်ဗျအရန်ကြီးပုံစံကြလုံးနေရင်လည်းဆက်နဲ့ထူထားသလိုဖြစ်သွားတတ်ပါတယ်အရန်ကြီးပွက်ရောင်းနေရင်လည်းပန်းရဲ့အသက်ဝင်မှုပျောက်ဆုံးသွားတတ်ပါတယ်အယောင်ဆက်တဲ့အစုံးလေးကနေစပြီးကျွန်တော်စတင်ထူးဆက်ထည့်ပါတယ်အကျန်းတွေအရင်ဖော်လိုက်ပါတယ်ပြီးမှအသေးစိတ်လေးတွေကိုတေချာပြန်လုပ်ပါတယ်ပန်းပွင့်တိုင်းကိုဖြည်းဖြည်းချင်းဖော်ယူရတာပါအကွေးအကောက်လေးတွေကိုလည်းတေချာထိန်းထားရပါတယ်ဗျအလဲမိုင်းကိုရောက်တဲ့အခါမှာတော့ပန်းဝစ်ဆန်လေးတွေမှာမြင်းကွေးလေးတွေထည့်ပေးလိုက်တယ်ဒါမှပန်းတပွင့်လုံးကအသက်ရှူနေသလိုခံစားရမှာပါလေးတိုက်ခတ်သွားသလိုမျိုးညင်ညင်တာတာလေးတုံခါနေသလိုခံစားရစေဖို့ပါဗျာဒီပန်းလေးကိုနှစ်ကြိမ်တိုင်းတေချာပြန်လဲပြင်ဆင်ခဲ့ရပါတယ်ရိုးရှင်းမိမိအသက်ဝင်နေစေဖို့ပါတောက်ပြောင်မိမိအမြင်မရိုင်းမှုတေချာဖန်တီးထားတာပါဗျာနက်မိမဲလို့အလတ်တရားလဲပါဝင်မှုလိုအပ်ပါတယ်ဗျာမိခင်တယောက်ရဲ့နူးညံ့ပြီးခိုင်မာတဲ့အရှိန်အဝါလဲပါရမယ်ဗျာပီယိုနီပန်းဟာပန်းတွေရဲ့ဘီရင်လို့တင်စားခံရပါတယ်ဗျာချမ်းသာကြွယ်ဝမှုနဲ့ပြည့်စုံမှုကိုကိုစားပြုပါတယ်ဗျာတင့်တယ်လှပဒီကြီးကျယ်ခမ်းနားတဲ့ဒီလက်ကောက်လေးကိုတော့အမေကသူ့အမေမွေးနေမှာလက်ဆောင်ပေးချင်တာပါဗျာအမေကဘာမှပြန်မလို့ခြင်းပဲတလုံးမိသားစုသူပင်နှန်းခံခဲ့တယ်လို့ဆိုပါတယ်ဗျာသူကဒီပီယူနီပန်းလေးနဲ့အမေလေးအတန်တိတ်ပေးဆက်မှုတွေကိုကျေးဇူးတင်တာပါဗျာရှေ့ဆက်ဘဝမှာလည်းတောက်ပတ်အေးချမ်းပါစေလို့ဆုတောင်းပါတယ်ဗျာနောက်ဆုံးဆန်ချူးစင်ပြီးမှတော့ကျွန်တော်ကတော့ဒီပန်းလေးလက်ကောက်ပေါ်မှာပွင့်နေတာကိုကြည့်မိပါတယ်ဗျာတိတ်ဆိတ်စွာပွင့်လန်းနေပြီးတောက်ပါနေပါတယ်ဗျာအချိန်ကလေးမှာကျွန်တော်ခံစားရတာကတေချာသွေးစစ်ထားတဲ့အသေးစိတ်တွေကတကယ်ကိုတန့်ပါတယ်ဗျာဆွဲတီလေးကိုတော့လက်ကောက်ရဲ့အလဲသားနဲ့ပြုလုပ်ထားပါတယ်ဗျာဒါကတော့မမွန်ဘန်ပုံစံအဆောင်ကြောက်ဝိုင်းလေးပါဗျာဒီကြောက်ဝိုင်းလေးရဲ့အလဲဘဟို့ကိုကျွန်တော်အပေါက်ဖောက်ပြီးထူးစစ်ထားပါတယ်ဗျာကြောက်စိမ့်ရဲ့မူလပုံစံကိုထိန်းထားရုံတမကဒီလက်ရတစ်ခုလုံးကိုပို့ပြီးတက်ဝလှုပ်ရှားစေပါတယ်ဗျာနေရာမကျဘူးမထင်လိုက်ပါနဲ့ဗျာကျွန်တော်ဒါလေးအတွက်တိုးရတိတိအချင်းယူထူးစစ်ခဲ့ရတာပါဗျာဒီကြောက်ဝိုင်းလေးထဲကိုပန်းပလင်လေးတခီးခီးသွင်းယူခဲ့တာပါဗျာကျွန်တော်မမ်မွန်ပန်မူရီရွေးလာပါထူးစစ်ရလွယ်လို့မဟုတ်ပါဘူးဗျာသူ့ရဲ့ရှားပါတန်ဖိုးကြောင့်ပါဗျာပန်းပွင့်ဖက်လေးတွေတဘာဝကြကြထက်နေဘူးလိုပါတယ်ဗျာအစီအစဉ်ကြကြနဲ့လာပနေရပါမယ်ဗျာအစွမ်းဘတ်အကွေးလေးတွေကလည်းတိတ်မပြော့သွားစေရပါဘူးဗျာပြော့လွှမ်းရင်အသက်မဝင်ပဲဖြစ်သွားတတ်ပါတယ်ဗျာမာလွှမ်းရင်လည်းမမ်မွန်ပန်ရဲ့အလှပြတ်သွားမှာပါဗျာကျွန်တော်မြဲမလုပ်ရဲပါဘူးတဝက်စီတဖြည်းဖြည်းချင်းထူးစစ်ယူရပါတယ်ဗျာလေအေးထဲမှာကြမ်းခံနိုင်တဲ့ပုံစံမျိုးဖြစ်အောင်ပါဗျာပွင့်လန်းလာတဲ့အခါမှာခွန်အားရှိပေမဲ့မကြွားဝါတဲ့အဲ့လိုပုံစံမျိုးလေးပါဗျာအေးဆုံးရာဒီမှာပွင့်တဲ့ပန်းလေးလိုပါပဲဗျာတိတ်တိတ်ဆိတ်ဆိတ်နဲ့လူလေးကိုအထိမိဆုံးဆွဲဆောင်နေပါတယ်ဗျာဒီဒီဇိုင်းကလောက်ရခက်ပါတယ်ဗျာအထူးသဖြင့်ဒီကြောက်သားမှာပေါ့ဗျာအနာစွန်းလေးတွေမှာပါထူးစေရတာပါဗျာနည်းနည်းလေးမားသွားရင်တောင်အတိခုလုံးကိုအတိပင်လက်မှာပါဗျာကျွန်တော်လက်ထက်က DPC လေးကိုဗျာအလွာလေးတွေပေါ်လာအောင်၃ကြိမ်တိတိပြင်းဆွဲခဲ့ရပြီးပန်းပွင့်လေးနဲ့ပန်းခတ်လေးအနီးတော်ဖြစ်သွားပါတယ်ဒါလေးကိုကျွန်တော်ကအောက်ဆွေဟမ်မေးလို့နာမည်ပေးထားပါတယ်ဒီကြောက်စင်းလေးပြီးကားနီးမှာပဲအမတယောက်ကကျွန်တော်ကိုပြန်အန်းလို့ရမလားရုတ်တရက်မေးလို့ကျွန်တော်လည်းကြောင်သွားပါတယ်သူတငယ်ချင်းတွေကဖီတွင်းကထက်နိုင်ငံခြား brand တွေဝယ်တာအပြင်ထွားရင်ပိုမျက်နှာပန်းလာတယ်လို့ပြောကြတယ်ဆိုပြီးပြောလာပါတယ်ဖီတွင်းကဟာတွေကအပေါ်စားတွေတယ်ဗျာဒါကိုကြားကတော့ကျွန်တော်ရင်ထဲမှာတော်တော်လေးကိုခန်းစားသွားပါတယ်နိုင်ငံခြား brand အများကြီးရှိပေမဲ့တကယ်တမ်းကြောက်စင်းထုနေတာကကျွန်တော်တို့လူမျိုးတွေပါပဲကျွန်တော်လောက်ထားတာက logo မပါပေမဲ့စီရနာအဖြစ်နဲ့ထုစစ်ထားတာပါဗျာဒီခေတ်မှာလက်မှုပစ္စည်းမကြိုက်တော့ဘူးဆိုတာကိုကျွန်တော်မယုံပါဘူးဒီလက်ရလေးအတွက်ဒီဇိုင်းဆွဲတာကနေဂျိုက်ကူးတေးပက်တဲ့အထီကို
အချိန်တနားကြီးကျော်လူခဲ့ရပါတယ်ဒီထိကြည့်ပြီးသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ဒီလက်မှုပညာလေးကိုအားပေးထောက်ခံပေးပါအောင်ဗျာကျွန်တော်ရဲ့ဒီစ조사အားထုတ်မှုကအထီးကျန်မနေဘူးဆိုတာတီးခွင့်ပေးပါဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနောက်လဲစေနာထားပြီးလုပ်ပေးပါမယ်